တော်လန်ရေးမှာလူတွေအားလုံးကစစ်တိုက်ဖို့တဲ့မွေးဖွားလာတာမဟုတ်ပါဘူးကျမတို့ဆိုတော်လန်ရေးမှာဘာလို့မွေးဖွားလာတယ်ချင်းလဲကျမတို့ကဈေးအောင်စားဖို့မွေးဖွားလာလို့ကျမတို့ကပြမယ်ကျမတို့ကုမ္ပဏီကရောင်းတဲ့ပစ္စည်းတွေပြမယ်ဒီမှာကြည့်ပထမဆုံးနေရတော့စက်ပြရင်တော်လန် April နော်တစ်ထည်ကိုဘတ်900နဲ့ကျမတို့ရောင်းတယ်တစ်ထည်အားပင်းရေဘုတ်တွေဖက်တလုံးအမီတာဖြစ်တယ်နောက်တစ်ခုဒီမှာကျမတို့နောက်ထပ်ရောင်းတာအောင်ကုမ္ပဏီတုတ်ဘတ်တစ်ထွက်တာလေးတစ်ထည်ကိုဘတ်400နဲ့အခုရောင်းရင်လည်းရေဘုတ်တွေကိုပခက်တလုံးအမီတာဖြစ်တယ်အဲ့လိုဆိုတချို့ကပြောကြလိမ့်မယ်ဒီကောင်မဈေးရောင်းစားတဲ့တော်လိုင်းမှာစီးပွားရေးလှုပ်စားတယ်ဘာဖြစ်နေရဖြစ်တယ်ပေါ့နော်ကျမတော့မနာဘူးပဲဖြစ်လို့ဆိုလို့ရှိရင်ကျမလှုပ်စားတဲ့စီးပွားရေးဒီတော်လိုင်းရေးကိုခုတော့လှုပ်တာမဟုတ်တဲ့အတွက်ကြောင့်ကျမဒီလက်ရလွတ်လုံနဲ့ကျမရေရေရောင်းတယ်အဲ့တော့လာပြောတဲ့သူတွေလည်းကျမစောက်ကြည့်မဆိုင်ဘူးကျမဒီပစ္စည်းတွေရောင်းလို့ရတဲ့အကျိုးမြတ်အားလုံးဒီတော်လိုင်းရဲ့ 100% စီးစိမ့်မဲ့ဆိုတဲ့ဟာကိုကျမအကုန်လုံးပြောပြထားပြီးသားရှင်းပြထားပြီးသားကျမကိုယ်စုအတွက်တခုမှမရဘူးကျမဒီဟာရောင်းလို့ကျမဆောက်လို့ရှုပ်ပြီးတော့မှပါဇက်အမြုပ်ထွက်တာပဲအခက်တင်နေအဲ့ဒါကြောင့်ကျမဒီလက်ပြလို့ကျမဒီပစ္စည်းတွေရောင်းပါတယ်အဲ့လိုဆိုတော့ရှင်းရှင်းလေးပဲအားပေးခြင်းအားပေးအားမပေးခြင်းနေယုံကြည်ရင်အားပေးယုံမကြည်ရင်အားမပေးနဲ့လာပြီးတော့မှဟဲ့လူကတော့တင်ညာဖြစ်တယ်ပစ္စည်းကမဖြစ်တယ်ညာဖြစ်တယ်လာပြီးတော့ဆောက်စီလာမရှိကြနဲ့အားလုံးအဲ့ဒါပြောချင်တာနော်အဲ့ဒါကြောင့်လို့ဒီဟာလေးတွေဒီလိုရောင်းပါတယ်ဒီလိုရောင်းတဲ့ဟာကိုဒီမျိုးပြန်တော့ပြုပါတယ်ဆိုတဲ့ဟာကိုလာပြီးတော့ပြောပြတော့ဖြစ်ပါတယ် bye Oh, so many.